အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ရောက်ပြီလားတောက်လျှောက်မင်းနေပြီးတော့လွန်ခဲ့တဲ့10နှစ်မှထွက်ထားတဲ့ရက်သားလေး Samsung A56 လေးကိုကျွန်တော် unboxing လုပ်ပြီးတော့ first impression ရေးပြီးတော့ဖြစ်ပါတယ်ကဲဒါလေးကတော့ Samsung A56 အယောင်သစ်ထွက်ထားတဲ့ awesome olive အယောင်လေးဖြစ်ပါတယ်တခါတည်း unboxing လုပ်ပါမယ်ခင်ဗျာကဲဆွဲမယ်တော်လေးလူမီးများနေဆိုတော့ဘာတွေမှထူးကြွားလေအဲ့တော့စိတ်ဝင်လာโอเคလှတယ်ဗျတော့ Samsung S25 ပုံစံนี้ဖြစ်သွားပုံစံนี้ကတော့မစိုးဘူးဗျဝိတ်ဒီပါလေနည်းနည်းလေးပေါ့သွားပြီလို့ခံစားရတယ်ဒီ Samsung A55 ကနေစပြီးတော့ဒီဇိုင်းပိုင်းတော်တော်လေးချိန်သွားအရင်တော့ဆိုလို့ရှိရင်နည်းနည်းလေးplastic ဆန်နဲ့နည်းနည်းလေးချိဖြစ်တယ်လို့ခံစားရတယ်နောက်ပိုင်းဟာလည်း glass လေးကအဲ့လိုမျိုးbling bling လေးဖြစ်နေရလေးကပို့ပြီးတော့ mic တယ်လို့ကျွန်တော် personally မြင်နေပေါ့နော်ဒီဇိုင်းကတော့မန်နိုင်ပြောလို့ရှိရင်တော့ iPhone 16နဲ့လည်းခက်ဆင်ပေါ့နော်ဒါပေမဲ့လည်းတွန်းဆိုကြည့်လို့အဆင်ပြေတယ်ဒီ first charging တွေပါတယ်ဆိုလို့ရှိရင်45 watt ထိရတယ် second side ကတော့ 6.7 inches ဒါသုံးလို့ကောင်းမကောင်းနဲ့အထက်ကဘာတွေထူးခြားသွားလဲဆိုတော့ကျွန်တော်ရဲ့ full review ရလို့ရှိရင်တော့ data လေးပြပြပေးပါမယ်ခင်ဗျာဒါနဲ့ဒီ Samsung Galaxy A56 ကိုကျွန်တော်စိုက်မအောင် online ကနေရောမှာယူလို့ရပါပြီအယောင်လေးကတော့ဒီ olive အယောင်လေးရမယ်ပြီးလို့ရှိရင် graphite ရယ် pink color လေးရမှာဖြစ်ပါတယ်ဗီဒီယိုလေးဆုံးဖြတ်သွားပြီးတော့အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်စောမကောက်ဖို့ဖြစ်ပါနောက်ဗီဒီယိုမှာနေကြပါမယ်